အားလုံးပဲမင်္ဂလာပါခင်ဗျဒီကနေ့ကတော့မြစ်ချင်ဆက်တုပ်လေးတုပ်ပြသွားမှာဖြစ်ပါတယ်ခင်ဗျမြစ်ချင်ဆက်တုပ်ဖို့ပြုလုပ်ဖို့အတွက်တော့ကျွန်တော်ကတော့တောထဲကရတဲ့ဝဘိုးမြစ်ချိုလေးတွေကိုအခုလိုအနေထားလေးဖြစ်အောင်ချစ်လေးနဲ့မြင်ပေးနေတာဖြစ်ပါတယ်မြင်ပြီးသားမြစ်လေးတွေကိုတော့အနှဲငယ်ပြုတ်ပေးရပါမယ်အမြင်သေးသေးလေးတွေဖြစ်တဲ့အတွက်အကြာကြီးပြုတ်เสียတော့မလိုပါဘူးစီချက်ပြုလုပ်ရန်အတွက်ကြက်သွန်ဖြူလေးတွေကိုခွန်နှွာ၍ပပလေးလှီးရပါမယ်ကြက်သွန်ဒီကိုလည်းတလက်စတဲ့ပပလေးလှီးထားပါမယ်ကဲအိုးကိုမီးအနှဲငယ်အပူစပေးပါပြီပြီးရင်တော့စီအနှဲငယ်ထည့်ပါမယ်စီပူလာရင်တော့လှီးထားတဲ့ကြက်သွန်ဖြူလေးတွေအရင်ထည့်၍မှုတ်ပေးပါမယ်အနှဲငယ်မှုတ်ပြီးလို့အခုလိုအနေထားလေးဖြစ်ချိန်မှာတော့နနွေးမုတ်အနှဲငယ်ထည့်ရပါမယ်နနွေးမုတ်ကတော့စီကြက်အယောင်လေးလှစေရန်အတွက်ဖြစ်ပါတယ်6ရွက်ကိုပပလေးပြီးပါမယ်အချင်အတွက်တံပြာသီးတစ်လုံးကိုလည်းအရေးညှစ်ရန်အတွက်ပြင်ဆင်ထားပါမယ်ပဇွန်ကြောက်အနှဲငယ်ကိုအယုတ်ဆုံဖြစ်ထောင်းပေးပါမယ်အခုလိုအနေထားလေးအထိထောင်းပေးရပါမယ်မြစ်ချင်ဆက်တုပ်လောက်ရန်အတွက်ပြုတ်ပြီးသားမြင့်မြင့်လေးတွေထဲကိုကြက်သွန်နီပဲကြက်မှုတ်ပဇွန်ကြောက်အချုံမှုတ်စားတို့ကိုထည့်ပြီးတံမယာရည်လေးအခုလိုညှစ်ထည့်ပါမယ်ကြက်သွန်ဖြူစီချက်နဲ့ငံပြာရည်အနှဲငယ်ထည့်ပြီးအဆက်တွက်ရုပ်သီးအလှော်မှုတ်အကြက်မှုတ်လေးထည့်ပြီးအရသာအားလုံးသမသွားအောင်နယ်ပေးပြီးလီပီသားရှောက်ရွက်လေးကိုထည့်၍အနှဲငယ်သမသွားအောင်နယ်ပြီးချိန်မှာတော့ချင်ဆက်အရသာနဲ့ပြီးပြည့်စုံတဲ့ချင်ငံဆက်မြစ်တုပ်လေးကိုစားသုံးနိုင်ပြီဖြစ်ပါတယ်ဟင်းချက်ဝါသနာပါသူကျွန်တော်မိတ်ဆွေများကျမ်းမာဒုက္ခနဲ့ပြည့်စုံကြပါစေခင်ဗျာ